Hello guys ကိုလိုလိုဒီနေ့ဗီဒီယိုမှာတော့ဒီ season နဲ့ season စာလောက်ပျောက်နေတဲ့ Nolan ကိုကင်တော့မဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲမှာ Nolan ကိုဒီကျွန်တော်ဟိုင်းလေးကဘယ်လိုမျိုးကျန်းအောင်ကင်တော့မလဲဆိုတာကိုဘယ်လိုတော့ကျွန်တော်တို့ဗီဒီယိုစောင်းအောင်ကြည့်ရှုသွားပေးပါပွဲစပြီဆိုတာနဲ့ Nolan က blue bag ကိုအရင်ဆုံးစားရပါမယ် Nolan တကယ်လို့ blue bag မရှိဘူးဆိုရင် Nolan ကဘာမှသုံးစားလို့မရပါဘူးblue bag ရမှာဒါနဲ့ Nolan ရဲ့ skill တွေကိုဒီ blue bag မရှိတာထက်ဆိုင်ရင်အများကြီးသုံးလို့ရမှာပါဒီ blue bag ကိုစားပြီးမှတခြားဒီ bag တွေကိုစားရင်တော့ပို့ပြီးတော့ဆင်ပြေမှာပါအဲ့ဒါမှကိုက bag တွေကိုမြန်မြန်စားနိုင်မယ် skill တွေကိုလည်းဒီကြာသုံးနိုင်မှာပေါ့အဲ့ဒီခါကျမှပဲဒီ Nolan ကပို့ပြီးတော့ဒီ damage ထွက်အောင်ဆော့လို့ရမှာပါဒီမှာဆိုရင်ငါ level 4 ပြည့်တာနဲ့ပေါ်လမ်းမှာရှိတဲ့ maximum ကိုငါသွားပြီးတော့ get မှာပေါ့နော်ဒါပေမဲ့ငါ level 4 တောင်းလိုက်တယ်ဒါပေမဲ့ maximum ကတော့တန်းတော့မပြတ်သွားဘူးပေါ့နော်ငါ item မထွက်တဲ့ခါကျတော့ maximum တခါတန်းမပြတ်ဘူးဒါပေမဲ့ Nolan ဒီ high လေးရဲ့ Nolan လက်ထဲကနေဘလို့မှပြေးလို့လွတ်မှာမဟုတ်ဘူးဒီမှာဆိုရင်တာတယ်လေးပို့ပြီးဆိုတော့ငါတာတယ်ယူဖို့ဆိုပြီးတော့တာတယ်ကိုသွားပြီးတော့တက်တယ်ပေါ့နော်ဖြစ်ချင်တဲ့ခါကျတော့ဒီငါတဲ့တင်မိုက်တွေကတတ်တယ်ပတ်တယ်လာ join လာနောက်ကျသွားတယ်ဖြစ်တော့တက်ကြောင်မလို့ငါတတ်တယ်မရဘဲနဲ့ကတိတာတတ်တာနဲ့ပဲငါရှော့ရတယ်ပေါ့နော်ဒီမှာငါဘရိုတို့တခုပြောစရာတခုရှိတယ် Nolan ကိုကင်မယ်ဆိုရင်အာလီဘိုင်းမှာမတေဖို့လိုတယ်ပြီးတော့ fan main တွေကိုများများရအောင်ရှာရမယ် hero gate တွေကိုလည်းရသလောက်ကောက်တက်ရမယ်ဒါမှဒါလည်း Nolan ကလက်ကိန်းရောက်တဲ့ခါကျရင် maximum mate assassin တို့ကို one hit နဲ့ဖျက်နိုင်မယ် hero gate တွေကိုဘယ်လိုကောက်ရမယ်မသိတဲ့ဘလိုလဲဆိုရင်ဒီမှာချက်လောက် show ချလိုက်ဘလိုတို့ဒီမှာဆိုရင်အပေါ်လမ်းမှာပတ်တယ်ဖြစ်နေတာကိုမြင်လာနဲ့ငါတန်းသွားပြီးတော့အမှတက်ကသွေးတဝက်ရှိတာကိုငါမြင်ပြီးတော့ငါ skill 2ခုံပြီးတော့အဲ့ဒီဖြတ်ခင်းလိုက်တာတက်ကတခါရဲ့တန်းလျှော်တယ်ပြီးတော့မီယာကလည်းတွေးရတတုံးပဲရှိတယ်ဖြစ်တဲ့ကြောင့်မလို့ငါပတ်စစ်ခင်းပြီးတော့ဝမ်းနဲ့ဖြတ်လိုက်တာမီယာပါငါပါဆယ်ရလိုက်တယ်ဒီမှာဆိုရင်ငါကတီတာကိုဘယ်လိုမျိုးတက်လိုက်တယ်ဆိုတာကိုတို့ချက်လောက်ရှိုးကြည့်လိုက်ပါဒီမှာဆိုရင်ကတီတာကအက်ဒီငုတ်ပြီးတော့တာဝါတစ်ကိုပြေးဝင်တယ်ဒါပေမဲ့ငါကလည်းလွတ်မပေးဘူးစကေး2ခုံပြီးတော့အက်ဒီနဲ့ခင်းချလိုက်တာအက်ဒီတခါရဲ့တန်းပြတ်သွားတယ်သူတေလို့တေသွားမှန်းတော့မသိလိုက်ရအောင်ဒီမှာဆိုရင်ဘရိုတို့ချက်ရှိုးရလိုက်ငါမီယာကိုဘယ်လိုမျိုးအလှတတ်သွားလဲဆိုတာမင်းတို့ချက်ရှိုးရလိုက်မှာငါအဲ့ဒီခင်းလိုက်တယ်မီယာကကိုဖြောက်ပြီးပြေးတာတော့မှမလို့ဘူးတခါတည်းပါတန်းလျှော်သွားတယ်ဒီမှာဆိုရင်ငါအမှန်တကယ်တော့ကတိတာကိုဖျက်ဖို့တန်းငါဒီချုံနဲ့ဝင်လာတယ်ကွာဖြစ်ချင်တော့ကတိတာတော့ကွာဟိုဘက်ချုံဘက်ချင်မှာပတဲဖြစ်နေတာမြင်တော့ငါလည်းပတဲ join မယ်ဆိုပြီးတော့ဝင်တော့တာပဲဟိုကိုရောက်တော့တွင်းနေတဲ့လူကတ်ကိုပဲမြင်ပြီးငါပဲအตาရလေးကောက်စားခဲ့လိုက်တယ်ဒီနေရာမှာဆိုရင်ကွာနောက်ဆုံးတတဲလေးပို့ပြီးဆိုတော့ဟိုဘက်ချန်လန်စလောအသေးချာပေါက်တီတာတဲကိုလာယူမယ်ဆိုလို့ငါကြိုတွတ်ထားပြီးဒီဘက်ချုံမှာငါလာပေါင်းနေတယ်ကွာတော့ဟိုကောင်ကလည်းအတိကျတော့လာတယ်ဒါပေမဲ့ဒီကောင်ကငါဖြတ်ဖို့တော့83တဲ့ချိန်မှာဒီကောင်က skill 2နဲ့ immune ပြီးတော့ဖြတ်သွားတယ်အဲ့ဒါငါ spare ကုံတော့ပေါ်လန်းကိုပြန်ပတ်တဲ့ချိန်မှာကတိတာကငါ့ကိုအသေးရရှင်ရဆိုပြီးတော့လိုက်ဖြတ်တယ်ကွာအဲ့နဲ့ဒီကောင်ကလည်းငါ့နောက်လိုက်လဲတဲ့ချိန်မှာငါတို့ရဲ့ saver နာကလည်းအချိန်မီအောက်ပေးလိုက်တာနဲ့ငါကလည်းသူ့ကိုအตาရလေးပဲပြန်ပြီးတော့ကေးရလိုက်တယ်ကွာပြီးတော့ဟိုဘက်ချန် hyper ကလည်းတွေးကိုင်းပြီးတော့ပြန်ပတ်သွားပြီးဆိုတော့ငါတို့ကပဲဒီတာတယ်လေးကိုအตาရလေးပဲယူလိုက်တယ်ကွာဒီလော့ပါတဲမှာဆိုရင်ကမင်းတို့တစ်ချက်ရှူလိုက်မှာပါတယ်ဆိုတဲ့လူကတ်ဝတော်မှာငါအตาရလေးပဲတက်ပြလိုက်တယ်ကွာဒီကောင်ကငါစီကိုခုံဝင်လာတယ်ငါကလည်းဒီကောင်ကို1 2 3ဆိုပြီးတော့ငါ SK တွေတုံးပြီးတော့ပတ်စီလေးတစ်ချက်နှစ်ချက်ခောက်လိုက်တာနဲ့ဒီကောင်ငါတဲ့မဲ့ကိုမခံနိုင်ဝင်တဲ့တခါတည်းတန်းလျှော်သွားတယ်နိုလန်ကဘလောက်ဒီကျန်လို့ဆိုတာကိုမင်းတို့ကြည့်လိုက်တဲ့နဲ့သိမှာပါဒီမှာဆိုရင်ကွာနှစ်ကြိမ်မြောက်လော့ပါတဲမှာဆိုရင်ကတိတာကိုငါ1 hit နဲ့ပဲတက်ပြသွားတယ်မင်းတို့ချက်လောက်ရှိုးလိုက်မြင်လိုက်လားကုလူတို့နိုလန်ရဲ့ဒိုင်းမစ်ကဘယ်လောက်ထိထွက်လဲဆိုတာကိုဒီမှာဆိုရင်ကငါတို့ကနောက်ဆုံးတရုံချိုးပဲကျန်တဲ့ချိန်မှာပါဟိုဘက်ချန်အခါလီကိုမြင်တော့ငါသွေးတက်ဆက်နဲ့ကေးများရမလားဆိုပြီးတော့ဝင်သွားတာဟိုဘက်ချန်အခါလီကလည်းငါ့ကိုအက်ဒီနဲ့လှမ်းပြီးတော့စတန်လိုက်တာပြီးတော့မီယာကလည်းတောက်လျှောက်လိုက်ပြီးတော့သွေးတက်ဆက်ပဲရှိတော့အမှငါရှော့ရတယ်ကွာငါကရှော့နေပေမဲ့လည်းနောက်ဆုံးတော့လည်းငါတို့ဘက်ချန်ကပဲနိုင်ရသွားတယ်ကွာ Victoryကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်အောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်